Hello man, Minglaba. It's your dancer Kyoba. Talking about dance 15-day challenge kani pianle josolai pare. This is day 5 ba. Okay, so တော့အရင်ဘက်ကပြောခဲ့တယ်လို့ပဲဒီနေ့မှာတော့ choreography နဲ့ commercial ရဲ့ဒီပတ်သက်နေတဲ့ connection တွေအကြောင်းကိုပြပေးသွားမှာဖြစ်ပါတယ် choreography ဆိုတာကဒီ commercial ဘိုင်းနဲ့ပတ်သက်ပြီးတော့အများဆုံးဆက်တွဲပြီးအလုပ်လုပ်ရတဲ့အကလောကတစ်ခုဖြစ်ပါတယ် choreography ဆိုတာကဒီ competition တွေscale ပြဖို့အတွက်တစ်ခုတည်းနဲ့မဟုတ်ဘဲနဲ့စီးပွားရေးနယ်ပယ်မှာလည်းဒီငွေစီးဆင်းစေတဲ့ပေါ့နော်လမ်းကြောင်းတစ်ခုလည်းဖြစ်ပါတယ်ပြီးတော့ကဓမားတွေကဒီ competition တွေပြန်ရုံအတန်းနေတင်ရုံနဲ့ဝင်ငွေတွေကမလုံလောက်ပါဘူးဒါကြောင့်မလို့လဲစီးပွားရေးလူမှုရေးနောက်ဒီ artist တွေနဲ့အများဆုံးပတ်သက်ပြီးတော့ဆက်နွယ်နေတဲ့နယ်ပယ်မှာအကဓမားတွေကိုမြင်တွေ့နေရတာဖြစ်ပါတယ်စီးပွားရေးသမားတွေရဲ့ကုန်ပစ္စည်းတွေကိုကြော်ညာတဲ့အခါမှာလည်းဒီ actors တွေနဲ့ပဲမပြီးဘဲနဲ့ဒီတရုပ်ဆောင်တွေအတွက်ပေါ့နော်ဒီ performance တွေကိုတင်ကြပေးတဲ့အပိုင်းမှာလည်း choreographer တွေက performance director အဖြစ်တာဝန်ယူတတ်ကြပါတယ်လူမှုရေးအနေနဲ့ဒီလိုမျိုးမင်္ဂလာဆောင်နေနောက်မင်္ဂလာယူရတဲ့အခမ်းအနားတွေအတွက်လည်းအလုပ်လုပ်ပေးတတ်ကြပါတယ်နောက်ဆုံးအဓိကအားဖြင့်တော့ singer artist တွေနဲ့အများဆုံးအလုပ်တွဲလုပ်တာကိုမြင်ရမှာဖြစ်ပါတယ်တချင်းတပုတ်ရဲ့ခံစားမှုကိုဒီဖန်တီးသူ singer artist ပြီးလို့ရှိရင်အကောင်းဆုံးဖန်တီးနိုင်တဲ့အထောက်အပံ့တွေမှာ choreographer တွေကလည်းပါဝင်ပါတယ်ဒါကြောင့်မို့လို့ဒီလိုမျိုး MV တွေ dance video တွေရိုက်တဲ့အခါမှာ directing ဘိုင်းတွေအထိ choreographer တွေကတာဝန်ယူကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကိုထွင်ထားတဲ့ choreography performance ဘိုင်းကိုဘယ် angle ကနေရိုက်လို့ရှိရင်အလှဆုံးဖြစ်မလဲဆိုတာအတိဆုံးလူတွေကလည်းဒီ choreographer တွေပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့လည်း performance director အဖြစ် ဒီ MTV ရဲ့မှာပေါ့နော် choreographer တွေကိုမြင်တွေ့နေရတာဖြစ်ပါတယ်။ choreographer ရဲ့ဒီဖန်တီးမှုကောင်းရင်ကောင်းတယ်လို့ idea ကောင်းရင်ကောင်းတယ်လို့ဒီစီးပွားရေးကြော်ညာတွေနောက်ဒီ singer artist တွေရဲ့တခြင်းတွေကအများကြီးအောင်မြင်မှုရရှိစေနိုင်ပါတယ်ဒါကြောင့်မို့လို့ဒီတုံးဆွဲသူမိဘပြည်သူကြည့်ရှုသူမိဘပြည်သူစီကနေပြီးတော့မှဝင်ငွေတွေအမြောက်အများအကျိုးမြတ်တွေရရှိနိုင်ပါတယ်ဒီနိုင်ငံတကာမှာတော့ပေါ့နော်အကဓမားတွေက role တစ်ခုအနေနဲ့ရှိပါတယ်ညီမတို့မြန်မာနိုင်ငံမှာလိုမျိုးပေါ့နော်အကဓမားတွေကအဆိုတော်နောက်ကကနေရတဲ့အကဓမားတွေအဆိုတော်နောက်ကနေရတဲ့လူတွေလို့မမြင်ကြပါဘူးနိုင်ငံတကာမှာအကဓမားတွေကတူ role နဲ့တူရှိပြီးသားပါပြောရမယ်ဆိုလို့ရှိရင်တော့ဒီ project ကြီးတစ်ခုလုံးကိုပေါ့နော်အတူတူပူးပေါင်းပြီးတော့အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ရတဲ့ team တစ်ခုအနေနဲ့ပဲမြင်ကြတာဖြစ်ပါတယ်ဒါမဲ့ဝမ်းနည်းစရာကောင်းတာကညီမတို့နိုင်ငံမှာကတော့လက်ရှိအခြေအနေအထိပေါ့နော်ဒီအကဓမားတွေကိုအဆိုတော့တရုပ်ဆောင်တခြားတော့အနုပညာဓမားတွေနဲ့အတူဒန်းတူနေရာပေးခြင်းမခံရသေးဘူးဒန်းတူမြင်ခြင်းမခံရသေးတာကတော့ဝမ်းနည်းစရာတစ်ခုပေါ့နော်အဲ့တော့ညီမအနေနဲ့ကတော့ဒါမိဘပြည်သူတွေကြည့်ရှုနေတဲ့အနုပညာလက်ရာတွေနောက်မှာပေါ့နော်တချို့တော့အနုပညာလက်ရာတွေနောက်မှာအကဓမားတွေကကက်ရက်ရှိနေကြတယ်ဆိုတာကိုမြင်ပေးစေခြင်းနဲ့ပေါ့နော်ညီမအနေနဲ့အဲ့တော့ဘာလို့လဲဆိုတော့ညီမတို့အကဓမားတွေဆိုတာပေါ့နော်အားကစားဓမားတွေထက်မပိုရင်တောင်မှမလျော့တဲ့စူးစမ်းအထောက်မှုမျိုးနဲ့စူးစမ်းနေရတဲ့လူတွေဖြစ်ပါတယ်ဒီ international stage တွေမှာဆိုလို့ရှိရင်ဒီ artist တွေကပေါ့နော်တချင်းကိုတပုံနှစ်ပုတ်လောက်ပဲဖြောပြတာမဟုတ်ပဲနဲ့တချင်းကိုအများကြီးဖြောပြရတဲ့အခါမှာဒီ3မိနစ်စာ choreoတပုတ်လောက်ကိုကလို့ရှိရင်တော့မှအရန်ပင်ပန်းပါတယ်အဲ့လိုမျိုးကနိုင်ဖို့ဒီလိုမျိုးမိနစ်20စာနိုင်ဝက်စာကိုမရက်မနာကနိုင်ဖို့ဆိုလို့ရှိရင်ညီမတို့ရဲ့ဒီခြေထောက်ကြွက်သားတွေခန္ဓာကိုယ်ကြန့်ခိုင်မှုတွေဒါတွေအကုန်လုံးကလည်းအရန်ရေးကြည့်ပါတယ်ဒါကြောင့်မို့လို့ညီမတို့တွေကအားကစားဓမားတွေထက်မနေတဲ့ပေါ့နော်အလောက်ထိမလုံနိုင်ပေမဲ့လည်းညီမတို့ကခန္ဓာကိုယ်ကြန့်ခိုင်မှုအတွက်အများကြီးစူးစမ်းထားရတဲ့အားကစားဓမားတွေဆိုလည်းမမှားပါဘူးဆိုတော့ဒီလိုစ조사မှုနဲ့ထိုက်တန်တဲ့ပေါ့နော်စ조사မှုနဲ့ထိုက်တန်တဲ့အနုပညာကြီးကိုနိုင်ငံတကာမှာတော့ဒီအကဓမားတွေပေါ်မှာထိုက်တန်ပေးကြပါတယ်ဒါပေမဲ့ညီမတို့နိုင်ငံမှာတော့ထိုက်တန်တဲ့အခကျင်းငွေမရရှိသေးဘူးလို့ညီမကလည်းမြင်နေပေါ့နော်ဒါကြောင့်ညီမတို့နိုင်ငံမှာရှိရဲ့ချစ်ရတဲ့စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့လည်းညီမတို့နိုင်ငံမှာရှိရဲ့အကဓမားတွေပေါ်မှာမြင်နေတဲ့အမြင်တွေပေါ့နော်တဖြည်းဖြည်းပြောင်းလဲလာပြီးတော့ချစ်ရတဲ့ဒီအကဓမားစီနီယာအကိုမတွေပြီးတော့မောင်လေးတွေညီမလေးတွေလည်းစူးစမ်းမှုနဲ့ထိုက်တန်တဲ့အနုပညာကြီးကိုရရှိနိုင်ကြပါစေ
Okay ဒီနေ့ကတော့ဒီလောက်ပါပဲအမရဲ့နောက်လာမဲ့ဒီ episode တွေရောအရှိမပြီးခဲ့တဲ့ episode တွေရောသွားပြီးတော့ကြည့်ချင်တယ်ဆိုလို့ရှိရင်เนาะအမရဲ့ Facebook page Instagram YouTube and TikTok တို့မှာသွားပြီးတော့follow and subscribe လုပ်ပြီးတော့စောင့်မျှော်ကြည့်ရှုလို့ရပါတယ် Okay so see you guys on day 6 အားလုံးကျေးဇူးများတင်ပါတယ်